Alongo, the King Shukran Namane, Menglabalo, no separe, the King Shukran, Camero Piatkin and what Jesu Donnet, Yenda Chindi, a yaw, Jinsida and Boma, Kansaya Shi Jabazi. So Dignito, Count Jim Menglane, a Mue, so that a Jawa Lego to the what Sinchin Kwa you Jabaso. So Dignito, Tata Tema, Jira Akama, Yonji to Crane at Taiwan Tema, Jira Akama. Country Menglane, Patapima, Mia, Piatuntin, Ayari, General Tuyari. Country Menglane signed the Ayarigo, Amia, Pia General, Pure Piare, Tuntin de Ayarigo, Chotuyari. Dabi met General Bago, Melio Taja the Lesri, Amuine, Patate Ayarigo, take be mat the team at Hajab. Show me your Tajabari. The Gero Country Menglane, Amuiha. Ayang ko kwa chabare, Country Menglane Amuiha, do the young shibi me madu babu. Amuiha, Balumio Lurigo, be the lay, Country Menglaha, Balumio Lurigo, be the lays Rayago, Dignity Ruga, the deep me your jab tapare. The John Dignito, Country Menglane Amuia kwa chacha lego, winga ko abi chimare. Soro tama chansa tema jira akama kabau chama abya haya achang go chro tuyare abya hama ta shi yaw shi de ta shi yaw shi be me ta isak ko be shi de mya ousa akou long ko pi de so anya ko tuyare kabau chan akhan ji 25 အပိုင်ငယ်9ထဲမှာအာဗြဟံဒီမိမိဥစ္စာရှိသည်များကိုဣဇက်အားပေးလေ၏လို့ပြောပါတယ်သူထဲမှာသား10ယောက်ရှိတယ်ဣဇက်ဣရှမေလဘာဝင်သားအကုန်လုံးပေါင်း10ယောက်ရှိပေမဲ့မိမိရဲ့ဥစ္စာရှိသည်များကိုကြတော့အကုန်လုံးကိုမပေးဘဲနဲ့ဘသူကိုပေးတယ်လဲဆိုရင်ဣဇက်ကိုပေးတာဖြစ်တယ်ကျန်တဲ့သားတွေကိုကဘာပေးတယ်လဲဆိုရင်ဆုလက်ကိုပေးတယ်။ကောင်းကြီးဝေပေးတာဖြစ်တယ်။ဆိုတော့ဒီကနေ့ကျွန်တော်တို့အတ္တတာထဲမှာအာဗြဟံအားဖြင့်ကျွန်တော်တို့အားလုံးဟာကောင်းကြီးမင်္ဂလာကိုခံစားရတာဖြစ်တယ်။ဒါပေမဲ့အမွေကိုကတော့အားလုံးကိုပေးခြင်းပေမဲ့အားလုံးကိုပေးလို့မရပါဘူး။ဘာကြောင့်လဲဆိုရင်အမွေဟာဘလိုမျိုးလူတွေကိုပေးတယ်လဲဆိုရင်ဂတိတော်နဲ့အသက်ရှင်တဲ့လူတွေကိုပေးတာဖြစ်တယ်။ဝိညာဉ်ကယ်တင်ခြင်းရပြီးပြီ။ဒါပေမဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဂတိတော်ထဲမှာအသက်မရှင်တဲ့ယုံကြည်သူတွေများစွာရှိနေပါတယ်။ဆိုတော့အဲ့ဒီယုံကြည်သူတွေကအမွေကိုမခံရပါဘူး။ကောင်းချီးမင်္ဂလာကိုပဲခံရမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီနေ့ဝင်းကခွန်အားပေးခြင်းနဲ့ဆိုတော့ဒီကနေ့ကျွန်တော်တို့ကဘာကိုရတဲ့သူတွေလဲကျွန်တော်ကကောင်းချီးမင်္ဂလာပဲကျွန်တော်လူချင်းကြတယ်အမွေကိုကြတော့ကျွန်တော်မိထားကြတယ်ဆိုတော့တမန်ကျမ်းစာထဲမှာကြီးတဲ့အခါမှာတမန်ဟောင်းထဲမှာကြီးတဲ့အခါမှာဘာအကြောင်းအရာလေးကိုတွေးရတယ်လဲဆိုရင်နောက်ထပ်အကြောင်းအရာလေးတစ်ခုကဣသရေလလူမျိုးတွေအေဂုတုပြည်ကနေထွက်လာတဲ့အခါမှာအကုန်လုံးဣသရေလလူမျိုးအားလုံးထွက်လာခဲ့တာဖြစ်တယ်ဒါပေမဲ့ခါနာန်ပြည်ကိုဝင်ရတဲ့သူတွေကဘသူတွေပဲဝင်ရတယ်လဲဆိုရင်အဲ့ဒီအေဂုတုပြည်ကနေထွက်လာတဲ့သူတွေအကုန်လုံးခါနာန်ပြည်ကိုမဝင်ရဘူးအသက်20ကနေ120အထိလူများအမွေမခံရဘူးအကုန်လုံးတောထဲမှာပဲလမ်းဆုံးသွားရတာဖြစ်တယ်ဒါပေမဲ့အသက်တာကယ်တင်ခြင်းလို့ခေါ်တဲ့အဲ့ဒီအေဂုတုပြည်ကနေကယ်နှုတ်ခဲ့တဲ့ကယ်တင်ခြင်းကောင်းချီးမင်္ဂလာကိုဣသရေလလူမျိုးအားလုံးခံစားရရှိပေမဲ့အဲ့ဒီအကုန်လုံးကဂတိတော်ဟူဒီဟူသောခါနာန်ပြည်အမွေကိုမခံစားရကြဘူး။ဘာကြောင့်လဲဆိုရင်သူတို့ဟာကယ်တင်အတ္တကယ်တင်ခြင်းကောင်းချီးမင်္ဂလာကိုခံစားရရှိပေမဲ့အသက်ရှင်တဲ့အခါမှာမိမိစိတ်ကြိုက်ဖယားကိုအလေးမထားဘူးဖယားကိုမခံလေးစားလုပ်တယ်ဖယားခွဲခန့်ထားတဲ့ခေါင်းဆောင်တွေကိုပုံကန်တယ်ဖယားကိုပုံကန်တယ်
အဲ့ဒီအတွက်ကြောင့်မို့သူတို့ကကောင်းကြီးမင်္ဂလာတော့ခံစားရရှိပေမဲ့အမွေကိုတော့ဂတိတော်နဲ့ဆိုင်တဲ့ခန္ဓာပြည်တီးဟူတော့အမွေကိုတော့သူတို့မခံစားလိုက်ရဘူးဒါကြောင့်ချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေများဒီကနေ့ကျွန်တော်တို့ဟာခရစ်တော်အားဖြင့်ကယ်တင်ခြင်းကောင်းခြင်းမင်္ဂလာတွေကျွန်တော်ခံစားရတဲ့ကျမ်းမာခြင်းအနာရောဂါကင်းခြင်းကောင်းခြင်းမင်္ဂလာတွေကျွန်တော်ခံစားရတယ်လွတ်မြောက်ခြင်းဝမ်းမြောက်ခြင်းကောင်းကြီးမင်္ဂလာအပိုင်းမှာကျွန်တော်ခံစားရရှိပေမဲ့ဖျားပေးခြင်းနဲ့အမွေပိုင်းကိုတော့ဒီနေ့ယုံကြည်သူများတော်တော်များများဟာအမွေမရတဲ့ယုံကြည်သူတွေများနေပါတယ်။ဒါကြောင့်အမွေကဘသူကိုပေးတယ်လဲဆိုရင်ဒီနေ့အဖြစ်ဇာတိပဂတိနဲ့အသက်ရှင်တဲ့ယုံကြည်သူတွေကိုအမွေမပေးပါဘူး။ဂတိတော်အတိုင်းအသက်ရှင်တဲ့ယုံကြည်သူတွေကိုမှအမွေပေးတာဖြစ်တယ်။ကောင်းခြင်းမင်္ဂလာဟာမတည်မြဲပါဘူးအမွေကတော့တည်မြဲတဲ့အရာဖြစ်တယ်။ကောင်းခြင်းမင်္ဂလာဟာတင်းအတ္တအသက်ရှင်တဲ့အခါမှာဖခင်ကတင်းကိုကောင်းချီးပေးမှာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကောင်းခြင်းမင်္ဂလာကလောကအတွက်ဖြစ်တယ်။အမွေကထာဝရအတွက်ဖြစ်တယ်။ဒါလေးကိုဒီနေ့ယုံကြည်သူများပိုင်းခြားနားလည်စေချင်ပါတယ်။ဒီနေ့အဖြစ်ဖခင်ရဲ့နှုတ်ကပတ်တော်ထဲမှာအသက်ရှင်ပြီးမှနေ့ရက်စဉ်တိုင်းမှာဖခင်နဲ့အတူတွာလာပြီးမှတို့ဖခင်နှုတ်တော်တဲ့ဂတိတော်ထဲမှာအသက်ရှင်တဲ့သူတွေကိုဖခင်ကအမွေပေးတာဖြစ်တယ်။ယုံကြည်သူဖြစ်လင်ကစားဒီနေ့လောကထဲမှာအသက်ရှင်တဲ့အခါမှာမိမိစိတ်ဓာတ်အသက်ရှင်မဲ့ဖခင်ကိုမျက်ွယ်ပြုပြီးမှမိမိရဲ့ဆန္ဒအတိုင်းအသက်ရှင်ပြီးမှလောကအရာထဲမှာပဲမွေ့လော်ပြီးအသက်ရှင်မဲ့ဇာတိပဂတိအတိုင်းပဲကျွန်တော်တွားနေမယ်ဆိုရင်ကျွန်တော်တို့ကကောင်းချီးမင်္ဂလာကိုတော့ခံစားရမယ်ဒါပေမဲ့အမွေကိုတော့ခံရမှာမဟုတ်ပါဘူးဣသရေလလူမျိုးတွေလိုပဲအေဂုတုကပြီးကနေထွက်လာတာတော့အကုန်လုံးထွက်လာပြီးမဲ့လမ်းခုလတ်မှာအကုန်လုံးတည်ဆုံတော့ရကြတယ်ဂတိတော်နဲ့ဆိုင်တဲ့ခါနန်ပြည်ကိုအမွေကိုမခံရကြဘူးကောင်းကြီးမင်္ဂလာတို့ဒီနေ့လမ်းခီတခြားအလုံးမှာဖရားရဲ့ကွယ်ကားခြင်းမဆခြင်းဂျေစုပြုခြင်းကျွေးမွေးတဲ့အရာကောင်းကြီးမင်္ဂလာတွေကိုတော့သူတို့ခံစားရရှိခဲ့ပြီးမဲ့အမွေကိုတော့မခံစားလိုက်ရကြပါဘူးဆိုတော့ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာလည်းထိုနည်းတူစွာပါပဲဒီနေ့ဖရားကဂတိတော်နဲ့ဆိုင်တဲ့အမွေကိုအရောက်ချင်းစီတိုင်းကိုပေးကျင်တာဖြစ်ပေမဲ့အရောက်ချင်းစီတိုင်းကအဲ့ဒီအမွေကိုမရကြပါဘူးအမွေရတဲ့သူတွေကဘုရားရဲ့နှုတ်တော်တဲ့ဂတိတော်စကားထဲမှာအသက်ရှင်ပြီးမှမိမိအတ္တဘဝတစ်ခုလုံးကိုနေ့ရက်စဉ်တိုင်းအသက်ရှင်မှုထဲမှာလမ်းခရီးဖြစ်တဲ့ခရစ်တော်အသက်ဖြစ်တဲ့ယေရှုခရစ်တော်ဘုရားနဲ့အတူအသက်ရှင်တော်ယုံကြည်သူတွေသာနေအမွေကိုခံစားရမှာဖြစ်တယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမများဒီကနေ့ကျွန်တော်တို့ကကောင်းကြီးမင်္ဂလာကိုပဲမျှော်လင့်တဲ့သူလားအမွေကိုမျှော်လင့်တဲ့သူလားဒီနေ့ကောင်းကြီးမင်္ဂလာထဲမှာပဲကျွန်တော်တို့ရဲ့အခြေအနေကျွန်တော်တို့ရဲ့အသက်တာကိုမနှင်းမြုပ်လိုက်ပါနဲ့ကောင်းကြီးမင်္ဂလာထက်တာလို့နဲ့အမွေကိုပိုင်ဆိုင်တဲ့ဘုရားသားသမီးတွေဖြစ်ဖို့အတွက်နှုတ်ကပတ်တော်အပြင်ခွန်အားပေးလိုပါတယ်ဆိုတော့ခုနကပြောပြီးအာဗြဟံမှာသားရှိယောက်ရှိတယ်အဲ့ဒီသားတဲ့အကုန်လုံးကိုအမွေမပေးပါဘူးဣဇက်တယောက်တည်းကိုပဲအမွေပေးတာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံခြင်းအပြင်ကျွန်တော်အရောက်ချင်းစီတိုင်းကဘုရားသားဖြစ်ခွင့်ရပါတယ်ဒါပေမဲ့ဂတိတော်နဲ့ဆိုင်တဲ့အမွေကိုကြတော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအသက်ရှင်မှုဘုရားအပေါ်မှာဆက်ကအနံ့မှုနဲ့ဘုရားရဲ့နှုတ်ကပတ်တော်တည်တော်ဂတိတော်ပေါ်မှာယက်တည်ပြီးမှနေ့စဉ်နဲ့အသက်ရှင်မှုပေါ်မှာကြွားချသွားမှာဖြစ်ပါတယ်ဘုရားနှုတ်တော်ထက်ဘုရားနှုတ်ကပတ်တော်ထဲမှာအသက်မရှင်တဲ့လူတွေကတော့အမွေခံရမှာမဟုတ်ပါဘူးကောင်းကြီးမင်္ဂလာတော့ခံရပါမယ်ဒါမဲ့ဇာတိပဂတိနဲ့အသက်မရှင်ဘဲနဲ့ဝိညာဉ်ပဂတိအထဲမှာအသက်ရှင်ပြီးမှဘုရားရဲ့နှုတ်တော်တဲ့စကားအထဲမှာအသက်ရှင်လဲမိမိရဲ့ဘဝတတ်တဲ့တစ်ခုလုံးကိုဘုရားရဲ့အလိုတော်ထဲမှာတွာလာခြင်းဒီအမွေကိုခံထိုက်တော့ဘုရားသားသမီးတွေရဲ့အသက်တာဖြစ်တယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အဖြစ်ဒီကနေ့ခွန်အားပေးလိုပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေယုံကြည်သူများကျွန်တော်ကကောင်းကြီးမင်္ဂလာထဲမှာပဲဂျေနတ်မနေပါနဲ့ကောင်းကြီးမင်္ဂလာနဲ့ပဲတင်းရဲ့အတ္တတာကိုမဆုံးရှုံးလိုက်ပါနဲ့ဘုရားကတင်းကိုကောင်းကြီးပဲပေးချင်တာမဟုတ်ပါဘူးတင်းကိုအမွေစားအမွေခံဘုရားသားနေရာမှာတင်းကိုချီးမြှောက်ချင်တာဖြစ်တယ်တားတိုင်းအမွေမခံရတယ်လို့
အမွေခံရတဲ့သူတိုင်းကလည်းဖခင်သားဖြစ်တယ်ဒါကြောင့်ချစ်တော်ယုံကြည်သူများတင်းအမွေမခံရနိုင်ဖခင်သားတော့ဖြစ်ပါတယ်ဒါပေမဲ့ဖခင်ကတင်းကိုအမွေပေးခြင်းတော့ဖခင်ဖြစ်တယ်အမွေရဖို့ကတော့တင်းရဲ့ဇာတိနဲ့ဆိုင်တဲ့အရာတွေအားလုံးကိုတင်းစွန့်လွတ်ပြီးမှဂတိတော်ထဲမှာနှုတ်ကပတ်တော်ထဲမှာအသက်ရှင်ဖို့အတွက်တင်းကိုနှုတ်ကပတ်တော်အပြင်တိုက်တွန်းခုအားပေးလိုက်ပါတယ်နှုတ်ကပတ်တော်ကြားနာတဲ့သူအရောက်ချင်းစီတိုင်းကိုဘုရားသခင်ဆက်လက်ပြီးမှကောင်းချီးပေးပါစေနှုတ်ကပတ်တော်အလင်းထဲမှာဆက်လက်ရှောက်လာနိုင်ပါစေ